International Properties နဲ့ developer အများစုက exclusive စာချုပ်ချုပ်ဆိုပြီးတော့သူတို့ project တွေကိုဘာလို့ရောင်းစီခြင်းကြလဲဆိုရင်တော့ one call one deal မို့လို့ပါမို့ International Properties ကလေမို့ရဲ့နောက်မှာခိုင်မာတဲ့ client တွေရှိတယ်သူတို့ client ကလည်းမို့နဲ့ one by one consultant လုပ်ယူပြီးတော့မှသူတို့နဲ့ကိုက်ညီတဲ့ project တွေကိုဒါမို့ကလမ်းညွှန်ရောင်းချပေးတာအဲ့ဒီပုံမှာယုံကြည်မှုရှိတဲ့ client တွေအများစုကတော့မို့နဲ့ပဲချိတ်ဆက်ပြီးတော့ဝယ်ယူကြတာများတယ်နောက်တစ်ခုကမို့ client ကလည်းကိုယ်တိုင်က investor သမားဖြစ်တဲ့ကြောင့်မလို့ရောင်းမဝယ်မှာမဖြစ်အောင်လို့ကိုယ့်ရဲ့ဝယ်သူဘာယာဘက်ကနေလိုက်ပြီးတော့တင့်တော်ရဲ့ project ကိုပဲရွေးချယ်ပြီးတော့ရောင်းချပေးနေကြဖြစ်တယ်ပထမဆုံး MIT နဲ့စာချုပ်ချုပ်ဆိုတဲ့နေ့မှာပဲ customer ခေါ်သွားပြီးတော့ဒီပေးခဲ့တယ်လွန်ခဲ့တဲ့၄လလောက်ကမို့တို့ Amarabi Luxury Condo ကိုစပြီးတော့ရောင်းချနေတဲ့အချိန်ပွဲတွေလုပ်ပြီးတော့ရောင်းပေးနေတဲ့အချိန်တုန်းကအမကမိုးနဲ့ချိတ်ဆက်ပြီးတော့ Amarabi Condo ကိုလာပြီးတော့ကြည့်ခဲ့တယ် Amarabi Condo ကိုကြိုက်ပေမဲ့သူလာဆင်သွင်းရမယ့် payment ရဲ့နောက်တစ်ခါကျလိုချင်တဲ့အခန်းမျိုးစားရဲ့ဒီပေါ့နော် down payment ပေါ်မူတည်ပြီးတော့သူကချိန်နေတာဖြစ်တော့ချက်ချင်း decision မပြတ်ခဲ့ဘူးသူ့အနေနဲ့အချိန်ကာလတစ်ခုယူမယ်လို့မို့ပြောခဲ့တယ်အဲ့ဒီရက်ကနေစပြီးတော့တောက်လျှောက် relationship ကို၄လထိ client နဲ့တိစယူခဲ့ရတာပါအဲ့တော့ဒီနေ့မှာဆိုရင်တော့အမကမိုးနေပဲချိတ်ဆက်ပြီးတော့ MIT ကအောင်ကျ City Condo ကိုဝယ်ယူခဲ့ပါတယ်ဒီလေးလအတွင်းမှာလည်းမူဘက်ကနေပြီးတော့အမနဲ့ကိုက်ညီနိုင်မဲ့ဒီရန်ကုန်မြို့မှာရှိနေတဲ့ Condo Project ဘောင်းစုံကိုပေါ့နော်မို့အနေနဲ့မိတ်ဆက်ပေးခဲ့တယ် consultant လုပ်ပေးခဲ့တယ်ဆိုသူနဲ့ကိုက်ညီရဲ့ project ကိုမို့အရင်ဆုံးခေါ်လိုက်တဲ့ချိန်မှာသူမို့ယုံကြည်ပြီးတော့ရောက်လာခဲ့ပြီးတယ်ရောက်လာတဲ့နေ့မှာပဲတခါတည်းတန်းပြီးတော့ဝယ်သွားခဲ့ပေးပါတယ်ဒီမှာကလေအခန်းဖွဲ့စည်းပုံlayoutအရန်လှပြီးတော့စနစ်ကြတယ်သူမပြောနဲ့တော့မိုးတော်မှာဝယ်ချင်တာ investor သမားတယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့နံပါတ်1ချက်9နှစ်ကြာရတယ်ဆိုကြတဲ့ကိုကဝယ်တဲ့ project ထဲမှာပါသွားပြီနောက်တစ်ခုကကျတော့ဈေးနှုန်းလဆင်သွင်းရမယ့် payment ကလည်း exchange rate ပေါ်မူတည်အတက်ကျရှိတာမျိုးမဟုတ်ဘဲနဲ့မြန်မာငွေနဲ့ fix သွားတာတစ်လမှ40ကျော်လေးသွင်းရုံပဲနောက်အိတ်ခန်းကလည်း2 bedroom ဆိုပေမဲ့ main room တစ်ခန်းလုံးလို့ရမယ့်အခန်းလေးပါတယ်ဆိုတော့3 bedroom လို့ပုံစံမျိုးဆိုတော့ဒီမှာလာကြည့်ရသူအကောင်လုံးကကြည်ရနဲ့ကြိုက်ကြတဲ့သူတွေများတယ်အယောင်ဖွင့်ပြီး၄လအတွင်းမှာအခန်း20ကျော်ပဲကျန်တော့တယ်ဆိုတော့ဝယ်လိုအားဘလောက်ကောင်းလဲဆိုတော့တက်ကြည့်လိုက်တော့နော် location ကအချက်ချာကြတဲ့ကျန်းစစ်သားလမ်းမကြီးအဒီအောင်စရ city အင်ယာဝင်အတွင်းမှာတည်ရှိတာ sky garden နဲ့ swimming pool ပါတဲ့ luxury condo အမျိုးအစားဖြစ်ပြီးတော့ facility လဲစုံတယ်ကိုပိုင် solar နဲ့လည်းတက်ဆင်ခွင့်ရအောင်ပါရန်ကုန်တစ်မြို့လုံးက villa နဲ့ condo project တွေနဲ့ပတ်သက်ပြီးတော့သိရှိချင်တယ်ဆိုရင်တော့ lifestyle by မို့ရဲ့ hotline phone number ကိုဆက်သွယ်ပြီးတော့ consulting ရယူလိုက်ပါ